Shalom အားလုံးပဲမင်္ဂလာပါအားလုံးရဲ့အတ္တမှာငြိမ်သက်ခြင်းရှိပါစေကျွန်တော်တို့ရဲ့အတ္တမှာတစ်ခါတလေမှာခက်ခဲတဲ့အချိန်ကိုဖြတ်တန်းရတဲ့အချိန်တွေရှိပါတယ်တစ်ခါတလေမှာနာကျင်မျက်ရည်ကျတဲ့အချိန်တွေရှိပါလိမ့်မယ်ပျော်ရွှင်နေတဲ့ဘဝအစဉ်ပြေနေတဲ့ဘဝကနေရုတ်တရက်ကြီးဘဝမှာမိုးမောင်ပြီးတော့မှမုန်တိုင်းထန်သွားတဲ့အမောင်ထုကိုဖြတ်တန်းရတဲ့ကာလတွေလည်းရှိပါလိမ့်မယ်။အဲ့ဒီလိုမျိုးကာလကိုကျွန်တော်တို့ဖြတ်တန်းရတဲ့အချိန်မှာကျွန်တော်တို့ရဲ့အတ္တထဲမှာတိမ်ငယ်စိတ်တွေအားငယ်စိတ်တွေမကျေနပ်မှုတွေကြောက်လန့်မှုတွေစိုးရိမ်စိတ်တွေကနှလုံးသားထဲမှာစုပြုံပြီးမှဝင်ရောက်လာတတ်တာဖြစ်ပါတယ်။အဲ့ဒီလိုခါမှာကျွန်တော်တို့ရဲ့ဘဝမှာရှေ့ဆက်ခြင်းစိတ်မရှိတာတွေဖြစ်လာပြီးတော့မှလူကိုမျောလင်းမိတတ်ကြပါတယ်တခါတလေမှာကိုကူညီပေးခဲ့တဲ့လူကကိုခက်ခဲတဲ့ချိန်မှာကိုပြန်ကူညီပေးနိုင်လောက်ပါရဲ့ဆိုပြီးတော့မှရင်းနှစ်တဲ့ချိန်မှာကောက်ရိုးလေးတစ်မြင်ကိုအသက်ရှင်လို့ရှင်ညာကြိုင်မိတဲ့လူတယောက်လိုမျောလင်းတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကကိုမကူညီပေးတဲ့အပြင်ကိုမတိချင်အောင်ဆောင်သွားတဲ့အခါမှာမမြင်ကြအောင်ဆောင်သွားတဲ့အခါမှာနှလုံးသားထဲမှာဝမ်းနည်းမှုတွေနဲ့ခံပြင်းမှုတွေကဝင်ရောက်လာတတ်တာဖြစ်ပါတယ်။ဘာလို့ငါ့ကိုကြော်သွားရတာလဲ။ငါသူ့ပေါ်မှာဒီလောက်ခေါင်းခဲ့တာတော့မှမထောက်ဆိုပြီးမှကျွန်တော်တွေကနာကျင်ရတတ်ပါတယ်။အဲ့ဒါကလူကိုမျောလင့်ခြင်းရဲ့အကျိုးဖြစ်ပါတယ်။ဘာလို့လူကိုမျောလင့်ရတာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာမထင်မှတ်တာတွေဖြစ်လာတဲ့အခါမှာအဲ့ဒီလူထိုတူစီကနေကျွန်တော်တို့မျောလင်းမိတတ်တယ်အာကိုမိတတ်ကြတာဖြစ်ပါတယ်စာလ23အငယ်4မှာအကယ်၍တိမ်မီအရေးလွန်မိုးတော်ကြိုင်တဲ့တို့ရှောက်သွားရတော့လဲဘေးရန်တွေကိုမကြောက်ပါအကြောင်းမူကားကိုတော်ဒီအကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်တန်တော်နှင့်တောင်ဝေးတော်ဒီအကျွန်ုပ်ကိုချမ်းသာစေပါ၏လို့ပြောထားပါတယ်ကြောက်လန့်စရာအခြေအနေတွေကိုတစ်ခါတလေမှာကျွန်တော်တို့တယောက်တည်းပဲဖြတ်တန်းရတာမျက်ရည်ကျတဲ့အချိန်တွေလည်းတစ်ခါလေမှာဘယ်သူမှမသိဘူးကိုပဲသိတာတော့ကိုအစင်မပြေတဲ့ဟာတွေခါလေမှာကိုနားမှာရှိလို့တော့မသိဘူးကိုရဲ့နှလုံးသားထဲမှာပဲကြိတ်ပြီးမှပူလောင်နေတာတွေအခန်းထဲမှာကိုတယောက်တည်းကြိတ်ပြီးမှစိုးရိမ်နေရတာတွေကိုတယောက်တည်းနာကျင်နေရတာတွေကဘယ်သူမှကိုနဲ့အတူအဖော်လိုက်ပြီးမှမခံစားပေးဘူးဘယ်သူမှကိုနဲ့အတူဒီခက်ခဲတဲ့ကာလမှာကျွန်တော်တို့နဲ့အတူတယောက်မှမရှိပေဘူးဒါပေမဲ့ကျမ်းစာကဘာပြောလဲဆိုရင်တေမင်းရဲ့အရေးကိုလွမ်းတဲ့အရာကိုတင်တွားရင်လေဖခင်သခင်ကအတူရှိတယ်တဲ့ဖခင်နာမဘုန်းကြီးပါစေဟာလေလုယာအာမင်တင်ဟာတယောက်တည်းအခန်းထဲမှာတင်ဖြေရှင်းရမယ့်ပြဿနာကိုတွေးပြီးမှစိတ်ပူနေရတာမဟုတ်ဘူးအခုတင်ရှိနေတဲ့အခန်းထဲမှာပင်ဖခင်သခင်ကတင်အနာမှာရှိတယ်အခုတင်ရင်ဆမ်းမဲ့ပြဿနာကတင်တယောက်တည်းမဟုတ်ဘူးဖယားတခင်ကတင်အနာမှာရှိတယ်အခုတင်ဒီချိန်မှာစိတ်ပြက်စရာတွေတင်ကြားရရင်လဲဖယားတခင်ကတင်အနာမှာရှိတယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီဖယားကတင့်ကိုချစ်တဲ့ဖယားတင့်ကိုတနာတဲ့ဖယားတင့်ကိုတန်ဖိုးထားတဲ့ဖယားတင့်ကိုဘယ်တော့မှစွန့်ခွာမတွားတဲ့ဖယားတခင်ဖြစ်တယ်ဖယားနာမှာဘုန်းကြီးပါစေမှန်ပါတယ်တင့်ရဲ့အတ္တထဲမှာနာကျင်မှုတွေကြောက်လန့်မှုတွေကြုံနေရတဲ့အခြေအနေမှာအဲ့ဒီဖယားကတင့်အနာကနေဘယ်တော့မှစွန့်ခွာမသွားတဲ့ဘုရားရှင်ဖြစ်တယ်။ဒါဆိုရင်ဘုရားသခင်တင်နဲ့အတူရှိနေပြီဆိုရင်တင်အတွက်လုံလောက်ယုံတမကရှန်ထွက်တဲ့အင်အားကိုတင်ပိုင်ဆိုင်ထားပြီးပါပြီ။ယောရှုတို့ကယေရခေါမြို့ကိုတင်ပိုင်ခဲ့တာကဘုရားရှိလို့ဖြစ်တယ်။မောရှေပင်လယ်နီကိုနှစ်ချမ်းခွဲခဲ့တာကလည်းဘုရားရှိလို့ဖြစ်တယ်။ဂိတောင်မိဒန်လူမျိုးတွေကိုအနိုင်ယူနိုင်ခဲ့တာလည်းဘုရားအတူရှိလို့ဖြစ်တယ်။ဒါဝိဒ်ဂေါလိယက်ကိုအနိုင်ယူနိုင်ခဲ့တာလည်းဘုရားသခင်သူနဲ့အတူရှိလို့ဖြစ်တယ်။ပြန်ကြည့်တဲ့အခါမှာဒါဝိဒ်တို့ယောရှုတို့မောရှေတို့ဒီလူတွေရင်ဆိုင်ခဲ့တဲ့အင်အားတွေကသူတို့ထက်အများကြီးကြီးတယ်။သူတို့မတတ်နိုင်တဲ့ကိစ္စတွေပဲ။သူတို့စိတ်ပူရတဲ့အရာတွေပဲ။ဒါပေမဲ့သူတို့ရဲ့အနေထားနဲ့ဘလို့မှသူတို့ဖြည့်ရှင်းနိုင်တဲ့အင်အားမရှိရင်လေသူတို့နဲ့အတူဘုရားသခင်ရှိတဲ့အခါမှာသူတို့ထက်အစမတန်ကြီးတဲ့အဲ့ဒီအခက်ခဲတွေအဲ့ဒီရန်သူတွေအဲ့ဒီအင်အားတွေကိုသူတို့ဟာအေးအေးစစ်စစ်အနိုင်ယူသွားတာကိုတွေ့ရတယ်။ဆိုလိုချင်တာက
တင်ဘက်မှာဘုရားသခင်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်တင်မရင်ဆိုင်နိုင်တဲ့အရာတွေတင်အနေထားနဲ့မကြော်ဖြတ်နိုင်တဲ့အရာတွေတင်စိုးရိမ်နေတဲ့အရာတွေအားလုံးကိုတင်ကကြော်လွှားသွားနိုင်တယ်အောင်မြင်သွားနိုင်တယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကတင်နဲ့အတူရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်မိတ်ဆွေကလေအမြဲတမ်းအခြေအနေတိုင်းမှာတင်ဝင်ခမ်းမယ့်အရာကငါနဲ့တူဘုရားသခင်ရှိတယ်။အန္တရာယ်တွေပတ်လည်ဝိုင်းထားတယ်။ရန်သူတွေကပတ်လည်ဝန်းရံထားတယ်။အစင်မပြေမှုတွေကပတ်လည်ဝန်းရံထားတယ်။ဒိုင်ရီလာလိုမျိုးချင်းသိတွင်းထဲမှာချင်းသိတွေပတ်လည်ဝန်းရံထားတဲ့အနေအထားကိုတင်ရောက်နေပေမဲ့လေငါတယောက်တည်းမဟုတ်ဘူးငါနဲ့အတူဒီအရက်ဒီနေရာမှာဘုရားသခင်အတူရှိတယ်။အဲ့ဒီဘုရားသခင်ငါနဲ့အတူရှိရင်ငါတို့ကအေးအေးဆေးဆေးပဲအရာတိုင်းကိုကြော်ဖြတ်သွားနိုင်မယ်။ဒါကြောင့်တခြင်းလေးတစ်ပုဒ်တောင်ရှိတယ်။ကိုရိုတာကျွန်ုပ်နိုင်ရှိရင်ရန်သူတစ်ထောင်ကိုလည်းစီချင်းထိုးနိုင်တယ်။ဟုတ်တယ်ငါဘာကိုကြောက်ရမလဲ။ကျွန်တော်တို့ဘက်မှာတာဘုရားသခင်ရှိရင်ကျွန်တော်ဘာမှစိတ်ပူစရာမလိုဘူး။တင်လည်းဘာမှစိတ်ပူစရာမလို။တင်ရဲ့အခက်ခဲတင်ရဲ့စိုးရိမ်မှုတင်ရဲ့ပူပန်မှုတွေကတင်အနေထားတဲ့ဘလောက်ပဲကြီးပါစေ။အဲ့ဒီဘုရားကတင်နဲ့အတူရှိရင်တင်ကချင်းတိတ်ကိုစိတ်တငယ်ကဲ့သို့ဆွဲဖြဲနိုင်တဲ့တူအင်အားကြီးတော်သူဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေငါတို့ဘက်၌ရှိတော်သူဒီယန်သူတို့ဘက်၌ရှိတော်သူထက်တာ၍အင်အားကြီးတယ်။ဟာလေလုယာမန်။ကိုမတ်မရေးခဲ့ပါကျွန်တော်ဘက်မှာရှိတဲ့ဖခင်ကကျွန်တော်ရင်ဆိုင်နေရတဲ့ပြဿနာထက်ပိုပြီးတော့မှကြီးမြတ်တယ်လို့မှန်ပါတယ်။တင်းရဲ့ဖခင်ဟာတင်ကိုးကွယ်တဲ့ဖခင်ဟာတင်အခုကြုံရတဲ့အခြေအနေဘလောက်ပဲတင်အတွက်စိုးပါတယ်ပြောတင်ဖခင်ကတင်ကိုအဲ့ဒီအရက်ကနေရွေးနှုတ်နိုင်တဲ့ဘုရားရှင်ဖြစ်တယ်။ရေးနှုတ်နိုင်စွမ်းရှိတဲ့ဘုရားလည်းဖြစ်တယ်လို့ရွေးနှုတ်ပေးခြင်းစိတ်ရှိတဲ့ဘုရားလည်းဖြစ်တယ်။ဒါကြောင့်သင်ဘာမှစိတ်မပြတ်နဲ့ထပါ။အာယူရင်ချင်းရှိပါ။စားပါ။အိပ်ပျော်အိပ်ပါ။စိုးရိမ်တဲ့အရာတွေသင်ရင်ဆိုင်မဲ့အရာအလုံးဘုရားသခင်ကသင်နဲ့အတူဖြည့်ရှင်းဖို့အစဉ်တင်ရှိနေတယ်။သင်နဲ့အတူဘုရားသခင်ရှိတယ်။နှုတ်ကပတ်တော်ဖြင့်အလုံးကိုဘုရားရှင်စကားပြောပြီးကောင်းချီးပေးပါစေ။